ဇလန်းဆောင်မှာဆူဟိုဟာပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုဆင်နွှဲနေတာကိုမြင်တွေ့ရပါတယ်။သူဟာအရင်ကတည်းကအများကြီးပိုတန်မာလာပြီးသူ့ရဲ့လှုပ်ရှားမှုတွေကကြောက်စရာကောင်းလောက်အောင်မြန်ဆန်နေခဲ့တာပါ။ဆူဟိုရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ Akari တွေရဲ့စွမ်းအားနဲ့မေးပြောက်ခံရာဇဝင်ထက်က S-Rank Awaken တယောက်ရဲ့ပါရမီတွေပေါင်းစပ်သွားတဲ့အခါမှာတော့ဆူဟိုရဲ့စွမ်းအားတွေဟာအံ့အားမခံဖြစ်လာပါတော့တယ်။ဒီတိုက်ပွဲရဲ့အဆုံးသတ်မှာဆူဟိုဟာအနိုင်ရရှိခဲ့ပြီး system စီကနေ you have level up ဆိုတဲ့ notification တွေတစ်ခုပြီးတစ်ခုတက်လာခဲ့ပါတယ်။သူဟာ level တွေအများကြီးတက်သွားပြီးတဲ့နောက်မှာတော့သူ့ရှေ့မှာထူးဆန်းတဲ့ gate တစ်ခုပေါ်လာခဲ့ပါတယ်။ဆူဟိုအနေနဲ့အဲ့ဒီ gate ထဲကနေတဆင့်စောင်းပါကူမှာရှိတဲ့ဒီ tower ကိုမြင်လိုက်ရပေမဲ့အဲ့ဒီ tower ကြီးကမီးတွေလောင်ကျွမ်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာ demon ရဲတိုက်ထဲကိုရောက်ရှိသွားပြီးအထက်တွေကိုတစ်ခုပြီးတစ်ခုအမြန်နှုံးနဲ့ရှင်းလင်းပါတော့တယ်။ဆူဟိုဟာ set up အထက်20 30နဲ့50အထိအလွန်မြန်တဲ့အချိန်နဲ့တက်လန်းနိုင်ခဲ့ပါတယ်။သူဟာအရင်က Black Knight ကိုအနိုင်ယူပြီးကြတဲ့က level တွေအများကြီးတက်သွားခဲ့တာကြောင့် demon ရဲတိုက်ထဲက boss တွေဟာသူ့အတွက်တော့အလွန်ကိုအားနည်းလို့နေခဲ့ပါတယ်။ဘာလို့ဒီလောက်တောင်ပျော့နေရတာလဲလို့တောင်သူညှိတွားခဲ့ပါသေးတယ်။နောက်ဆုံးမှာတော့သူဟာအထက်100ကိုရောက်ရှိသွားခဲ့ပါတယ်။အထက်100ရဲ့နောက်ဆုံးအဆင့်မှာတော့ဆူဟိုဟာထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူမကတော့လာရီယာမိသားစုရဲ့တမီးအကြီးဆုံးအီဆယ်ပဲဖြစ်ပါတယ်။အီဆယ်ဟာဆူဟိုတစ်ယောက်တည်းအကူစစ်တယ်လို့လည်းမပါပဲဒီလောက်မြင်မြင်ရောက်လာတာကိုအံ့ဩနေခဲ့တာပါ။ဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုကအီဆယ်က Demon King Stage မရှိတော့ကြောင်းရှင်းပြခဲ့တာပါ။ဘာလို့လဲဆိုတော့သူမရဲ့မိသားစုကအဆင့်တိတ်ဖြစ်သွားလို့ပါပဲ။အီဆယ်ကဆူဟိုကိုဂုံပြူတဲ့အနေနဲ့ဇဝေးတောက်ပဲလူဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ဆူဟိုကတော့သူကအရက်တောက်လို့ရတဲ့အသက်အရွယ်မရောက်သေးဘူးဆိုပြီးညင်းဆိုခဲ့ပါတယ်။အီဆယ်ကအရေးအေဂရီစောင်းချင်ဝအကြောင်းကိုလည်းထည့်ပြောသွားပါသေးတယ်။အရေးအေဂရီကပြန်လာမယ်ပြောပြီးနှင်း60တောင်ကြာသွားပြီ။ဘယ်တော့မှပြန်မလာဘူးဆိုပြီးဝမ်းနေပန်နဲ့ပြောခဲ့တာပါ။ဤစင်းနဲ့လမ်းခွဲပြီးတဲ့နောက်ဆူဟိုဟာနောက်ထပ်ဂိတ်တစ်ခုတည်းကိုဝမ်းသွားခဲ့ပါတယ်။အဲ့ဒီမှာတော့သူ့ကိုစောင့်ကြိုနေတာကအဆုံးမရှိတဲ့အရာမှပေါ်စိတ်အုပ်ကြီးပါပဲ။ပေါ်စိတ်ဒီကအလွန်များပြားပေမဲ့ဆူဟိုအထက်ကတော့ဒါဟာ level တက်ကိုအခွင့်အရေးကောင်းကြီးဖြစ်နေခဲ့ပါတယ်။ပေါ်စိတ်ဒီကိုတတ်ရင်းနဲ့ဆူဟိုဟာ level 94ထိရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအလွန်ကြီးမားတဲ့အခန်းကြီးတစ်ခုတည်းကိုဝင်သွားခဲ့ပြီးအဲ့ဒီမှာထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။အခန်းရဲ့အလယ်မှာတော့အလွန်ကိုကြောက်ဖို့ကောင်းတဲ့ပရွက်စိတ်အကြီးကြီးတစ်ကောင်ကိုကျွေးနေတာကိုဆူဟိုမြင်လိုက်ရပါတယ်။အဲ့ဒီပရွက်စိတ်ကြီးကဘာတူလဲ။ဆူဟိုနဲ့ဘလို့ပတ်သက်နေမလဲ။ဆူဟိုရဲ့တိုက်ပွဲကဘလို့ဆက်ဖြစ်မလဲဆိုတာကတော့နောက်ထပ်အပိုင်းတွေမှာစောင့်ကြည့်ရမှာပါ။ဒီနေ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ် manhwa recap တွေကြည့်ချင်သေးရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်အားသာပါ။